မင်္ဂလာပါဒီနေ့ကတော့ဗလီသက်ခင်လုံးကျန်တော့မှတော့မဟုတ်ဘူးလူဟိုတနေ့တော့လူမိသွားတယ်ပေါ့နော်ဒီနေ့ကကြတော့ဗာလဲဗလီသက်ခင်ချိတ်ချောက်မှာချိတ်ချောက်ဖို့တော့စာရွက်တွေရှိတယ်ရှိတန်ဘူးတပူလေးတော့ရှိမှာမင်းရအဲ့ဒီကောက်ချိတ်ချောက်မောတယ်โอเคငါအလုပ်အဲ့ဒီကောလုံးကျန်မှာပေါ့နော်သူ့အိမ်မှာလားမသိငါလဲလမ်းပြောင်းလဲမောခထားလိုက်အဲ့ဒီကောင်မတွေ့လုံးကျန်မှာအဲ့ဒီကောလုံးကျန်မှာချိတ်ချောက်ပေါ့နော်ချိတ်ချောက်မှရမယ်ချိတ်ချောက်ထားလိုက်ဝဲလေထားလိုက်တီးပါတီးတယ်တွေ့ဝမှကြောက်တယ်တွေ့ပါတီးဝိုင်းဝါရောင်တီးမိုးရရွာလိုက်ကျန်အဲ့ရောမသိနောက်တော့လူမမိရပေါ့တန်လေးနည်းနည်းလေးတိုးမှဒီနောက်ပြကြတော့နောက်တော့စာရွက်တွေရွေးလူမမိလိုက်နောက်တော့တစ်ခါချိတ်ချောက်စားလာပြီလားမသိအကျင့်စီရတော့ဗာလဲသူ့အိမ်ခိုးဝင်မြော်ဘာလုပ်မဲဆိုတော့ပစ္စည်းတွေခိုးမှာပေါ့နော်သိဝိုင်းလားမသိသူ့ပစ္စည်းရသူကြောက်ဘယ်သူမှလည်းမရှိကြောက်ဘယင်ကြောက်ဘယင်ဒီအနောက်မလာပါစေနဲ့ဆိုတော့လူမမိပါနဲ့လူမိထောက်ကြမှာလူမမိရ
သူ့ရဲ့ဒီပစ္စည်းကိုယူပြီးတော့ထွက်ပြေးမှရမှာပေါ့နော်သူ့ရဲ့ပစ္စည်းယူပြီးဆိုခဲရအောင်ဝီဒါပဲဟိုတက်နေတော့မယူလဲရလုံးကြံမို့ဆိုတာသူမသိအိတ်ဒီလာဆက်ပြီးလာမသိအိတ်စနေအိတ်လိုက်စနေပြီလေသူမကွေးတော့မသိရအောင်မသိလို့မရသူတော့တော့လာတော့ခဲရဒီပစ္စည်းခိုးခိုင်းတာပေါ့နော်ဒီပစ္စည်းကအောင်သူအဆောင်မတွေ့စက်ပြတ်တာတက်ပြီးခွေးဒီမအောင်မအောင်ကွာချီတော့ကွာတော်ပြီမစော